Hello အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့ sharing လုပ်ပေးမယ့်ဟာလေးကတော့ဒါ project management နဲ့ပတ်သက်တဲ့ဟာလေးပေါ့နော်ကျွန်တော် project management လို့ပြောရင်ဒီအခုခေတ်ကကျွန်တော်တို့ agile ပေါ့နော် agile က trending ဖြစ်နေရနောက်ဒီ waterfall ကတော့အရင်တော့သုံးတယ်ပေါ့နော်အဲ့လိုမျိုးဒီ agile တို့ waterfall နဲ့ကျွန်တော်တို့ဒီ conflict ဖြစ်နေတဲ့အချိန်မှာမှဒီအခုနောက်ပိုင်း project management မှာ trend ဖြစ်နေတဲ့အရာလေးတစ်ခုရှိရယ်အဲ့ဒါဘာလဲဆိုတော့ကျွန်တော်တို့ hybrid scale ပေါ့နော်ကျွန်တော်တို့ဒီအရင်တုန်းကကျွန်တော်တို့ရှိခဲ့တဲ့ဒီ traditional approach ဒီ traditional way တွေနဲ့အခုခေတ်ကျွန်တော်တို့ဒီ agile ပေါ့နော်ဒီ adaptive way တွေကိုကျွန်တော်တို့ဘယ်လိုမျိုးဒီနှစ်ခုကို match လုပ်မလဲပေါ့နော်အဲ့လိုမျိုးပုံစံမျိုးကိုကျွန်တော်စဉ်းစားပြီးတော့အခုနောက်ပိုင်းမှာဘာအသုံးချလဲဆိုတော့ hybrid scale ဆိုပြီးဒီ approach တကူအသုံးချလိုက်ဘာလို့အဲ့ဟာကိုသုံးရလဲဆိုတော့ကျွန်တော်တို့ကဒီပြောခဲ့လို့ပဲတချို့တော့ reality မှာကတချို့တော့ဒီ project တွေကကျွန်တော်တို့ purely အကြိုင်းနဲ့တွားဖို့ဆိုလဲအရင်ကြီးအဆင်မပြေရမျိုးရှိရဲwaterfall နဲ့တွားမယ်ဆိုလဲအရင်ကြီးဒီ purely အဆင်မပြေရမျိုးရှိပါเนาะအဲ့တော့ဒီလိုမျိုးဟာတွေအတွက်ကျွန်တော်တို့ကဒီ hybrid at scale ဆိုတဲ့ approach တွေရှိလာပါเนาะOkay အဲ့တော့ hybrid at scale ကတနည်းအားဖြင့်ကျွန်တော်တို့က sandwich model လို့ပြောလို့ရတယ်သူက layer 3ခုပေါ့เนาะ layer 3ခုနဲ့သူကသွားတဲ့ပုံစံမျိုးနဲ့သွားတယ်သူကအဓိကကတော့ကျွန်တော်တို့ကဘာလဲဆိုတော့ဒီ business side ဒါမှမဟုတ်ဒီ upper management side ဘက်ကလုပ်ဖို့လိုတဲ့အရာတွေဆိုလဲဒါကျွန်တော်တို့က predictive approach ကို implement လုပ်ပြီးတော့ဒီ development ပေါ့နော် delivery side ဘက်ကလုပ်ချင်တဲ့အရာတွေဆိုလဲကျွန်တော်တို့က agile way of working ကိုအသုံးချတဲ့ပုံစံမျိုးနဲ့ match လုပ်ပြီးသွားတာမျိုးဖြစ်တယ်ပေါ့နော် Okay အဲ့တော့ဒါကျွန်တော်စာရေးရှင်းပြတာဆိုထားလိုက်ပို့ပြီးနားလည်အောင်နောက်တစ် slide ကိုကြည့်ကြည့်အောင် Okay ဆောင်းတော့ကျွန်တော်ပြောသွားတဲ့ဒီ layer 3ခုပေါ့နော်အဲ့ဒါဘာလဲဆိုတော့ governance ဒါကဘာလဲဆိုတော့ကျွန်တော်တို့လုံးဝ upper management ပေါ့နော် top management နေပြီးတော့ဒီကျွန်တော် strategy တွေ project တော့မဟုတ် program တွေ funding တွေချပေးတဲ့လူတွေဒီ business တင်တွေ marketing တွေစသဖြင့်နေပေါ့နော်သူတို့ကကြတော့ကျွန်တော်တို့ကဒါက long term goal တွေဖြစ်တယ် strategy ဆိုတာမျိုး long term goals ဖြစ်တယ်ကျွန်တော်တို့အကြိုင်းလိုမျိုး adaptive ဖြစ်ဖြစ် improvise ဖြစ်ဖြစ်သွားနေလို့ရရမျိုးမဟုတ်အဲ့လိုမျိုးကြတော့ကျွန်တော်က governance layer ဘယ်လိုမျိုးသွားလိုက်လဲဆိုတော့သူကဒီ waterfall ပေါ့နော် predictive life cycle မျိုးနဲ့သွားတယ်အလဲမှာကျွန်တော်တို့ middle layer ကြပါလဲဆိုတော့ translation layer ပေါ့နော်သူကအဲ့နေရာမှာကျွန်တော်တို့ကဘယ်သူတွေရဲ့နေရာယူလဲဆိုတော့ကျွန်တော်တို့ဥမာ PMO office တို့နော်ဒီ project governance committee တို့ပြီးလို့ရှိရင်ကျွန်တော်တို့program manager တို့စသဖြင့် delivery manager တို့တို့ကကြပမာကျွန်တော်တို့နေရာယူလိုက်လဲဆိုတော့ဒီ translation ဘိုင်းမှာနေရာယူလိုက်ဒါ middle innovation layer ကြဘယ်လိုလူတွေလဲဆိုတော့ကျွန်တော်တို့ development တွေဒီ delivery လုပ်မဲ့ teams တွေနော်သူတို့ကကြဘာနဲ့သွားလဲဆိုတော့ကျွန်တော် agile နေနဲ့သွားတယ် agile လို့ပြောတဲ့နေရာမှာကျွန်တော်တို့သိတဲ့အတိုင်းပဲ agile ဆိုတာဒါ umbrella ဖြစ်တဲ့အတွက်ကျွန်တော်တို့များစွာသော method တွေရှိတယ်နော်အဲ့တော့scrum နဲ့ပဲတော့ဘာနဲ့ပဲတော့ပါနော်ဘာနဲ့တော့ရ scrum နဲ့ပဲတော့ကျွန်တော်တို့ kanban နဲ့ပဲတော့နော်ပြီးလို့ရှိရင်တခြားသောဟာတွေနဲ့ပေါ့နော်ကြိုက်တဲ့ဟာနဲ့သွားလို့ရပါတယ်ဒါ innovation layer မှာပေါ့နော် Okay ဒီလိုမျိုးကျွန်တော်တို့ဒီ hybrid scale approach hybrid scale mindset မျိုးနဲ့တွားရကြကျွန်တော်တို့ဘာဖြစ်လာလဲဆိုတော့ financial ကိုကျွန်တော်တို့ predictive လုပ်နိုင်လာတယ်ဘာဖြစ်လို့လဲကျွန်တော်တို့ upper management ကသူတို့တွားနေကြ predictive တို့မဟုတ် long term goal တွေနဲ့တွားတာဖြစ်တယ်ပြီးရင် risk ကို mitigate လုပ်နိုင်လာတယ် right ကျွန်တော်တို့ကဘာလို့ဆိုတော့နှစ်ခုကိုမျှပြီးတုံးတာဖြစ်တဲ့အတွက်အရင် risk ကိုအရင် risk တွေအများကြီးဖြစ်နေကြမလို့တော့ကျွန်တော်တို့က mitigate လုပ်နိုင်တာကြိုပြီးမြင်နိုင်တာနောက် outcomes ကို focus လုပ်နိုင်တယ်ဘာလို့လဲကျွန်တော်တို့ delivery တင်အကြိုင်း way of working နဲ့တွားတာဖြစ်တဲ့အတွက်ပြီးလို့ရှိရင် interdependence ဖြစ်လာတယ်နော် interdependence ဆိုတာမင်းကျွန်တော်တို့ကbusiness side ဘက်ကလည်းသူတို့လုပ်တဲ့အရာတွေကို predictive way နဲ့သူတို့တွားလို့ရတယ်လို့ delivery side ကလည်းသူတို့လုပ်ချင်တဲ့အရာသူတို့ adaptive way နဲ့တွားလို့ရတယ်နှစ်ခုကအရင် conflict တွေမဖြစ်တော့ dependency တွေရမရှိတော့အဲ့လိုပုံစံမျိုးပေါ့နော်Okay အဲ့တော့အဲ့လိုမျိုး hybrid scale approach နဲ့တွားခြင်းနဲ့ဆိုရင်ကျွန်တော်ကဘယ်လို framework တွေသုံးလို့ရလဲပေါ့နော်ဘယ်လို framework တွေသုံးလို့ရလဲဆိုတော့ကျွန်တော်တို့ safe ဆိုတဲ့ဟာရှိတယ်အခုနောက်မှတော်တော်နာမည်ကြီးလာတာပေါ့နော်သူ scale agile framework ပေါ့နော်အဲ့တော့ safe ကသူက one of the agile ပဲသူကဘယ်လိုမျိုးနဲ့တွားလေးရှိလဲဆိုတော့ကျွန်တော်တို့က safe က enterprise level ဟို implement လုပ်တဲ့ agile framework လို့ပြောလို့ရတယ်ကျွန်တော်တို့ကဘယ်လိုမျိုးတွေတွားလေးရှိလဲဆိုတော့ program level ကျွန်တော်တို့က planning လုပ်တယ်ပြီးလို့ရှိရင်အဲ့ဒီမှာမှကျွန်တော်တို့က lean approach ပေါ့နော် lean ဆိုတာမင်းအလွယ်ရှင်းပြရရင်တော့ကျွန်တော်တို့က agile မတိုင်ခင်မှာ lean ဆိုတဲ့ဟာအရင်လာသူက manufacturing တွေမှာကျွန်တော်တို့ waste တွေကိုတတ်နိုင်သမျှ eliminate လုပ်ပြီးတော့ဒီ process တွေမြင်အောင် continuous improvement လုပ်တဲ့ဟာမျိုး lean လို့ခေါ်တာအဲ့လိုမျိုး lean principle ကို implement လုပ်ပြီးတော့သူက program planning ပုံစံမျိုးနဲ့သူက safe လို့ဆို
ဆိုတဲ့နေရာမှာတော့ဘယ်လိုမျိုးသွားလဲဆိုတော့ကျွန်တော်ကအဲ့လိုscrum မှာရှိတဲ့ sprint လို့ပေါ့နော်သူမှလည်းဒီ iteration တွေရှိတယ် iteration တစ်ခုချင်းစီကတော့ train လို့မျိုးဒီ release train လို့မျိုးဒီရထားတွေတစ်စီးပြီးတစ်စီးလွှတ်တဲ့ပုံမျိုးပေါ့နော်အဲ့လိုမျိုးနေနဲ့သွားတာဒါ safe ဘာလို့ကျွန်တော်တို့ hybrid at scale မှာသုံးလို့ရလဲစောနာပြောလို့သူကကျတော့ program level မျိုးနဲ့ပို့ပြီးတော့သက်ဆိုင်တာဖြစ်တဲ့အတွက်ကျွန်တော်တို့ကဘာလုပ်လို့ရလဲဆိုတော့ governance ဒီ strategy ပေါ့နော် portfolio strategy alignment နေကိုကျွန်တော်တို့ predict လုပ်လို့ရတယ်အကြိုင်းမှာ implement လုပ်လို့ရတယ်တနည်းအားဖြင့်သူကအကြိုင်းနဲ့ traditional ကိုပေါင်းလိုက်တဲ့သဘော match လုပ်လိုက်တဲ့သဘောမျိုးနဲ့ suitable ဖြစ်တယ်နောက်တစ်ခုကကျ discipline အကြိုင်း discipline အကြိုင်းကကျွန်တော်တို့ဒီPMI ပေါ့နော် PMI က course တွေ study လုပ်တဲ့လူတွေဆိုရင်တော့သိလိမ့်မယ် PMI မှာဆိုရင်ကျွန်တော် discipline အကြိုင်း certificate ရှိရပါတော့သူကလည်းအဲ့လိုပုံစံမျိုးပါအဓိကတော့အကြိုင်းတော့အကြိုင်းပဲဒါပေမဲ့ကျွန်တော်တို့က scrum လို့ပါလို့မျိုးသူကလုံးဝ limit လောက်ထားမျိုးမဟုတ်တယ်မှာscrum ဆိုရင် scrum event မဲ့တော့ရမယ်ဆိုရပုံစံဒါပေမဲ့ discipline အကြိုင်းကကိုယ့်ရဲ့ project ရဲ့ way of working ပုံမှုတွေကိုက adaptive ဖြစ်ရတယ်improvise ဖြစ်ရတယ်အဲ့ပုံစံမျိုးနဲ့သူကပြောထားတယ်အဲ့ဒါလည်း hybrid scale မှာသုံးမယ်ဘာလို့လဲဆိုတော့ဆောင်းနာပြောလို့ way of working မှာ move ပြီးတော့သွားတာဖြစ်တဲ့အတွက်ကျွန်တော်တို့အကြိုင်းတင်းရှိမယ် waterfall governance ရှိမယ်ဒါတွေအကုန်လုံး blending လုပ်လို့ရတယ်နောက်တစ်ခုကတော့ WHI4 ပေါ့နော်ဒါကတော့ရှင်းပါတယ် waterfall plus အကြိုင်းဆိုတဲ့ပုံစံမျိုးသွား hybrid ပေါ့နော်ကျွန်တော်စာမှသင်နေ hybrid approach ကိုပဲဒါနာမည်တက်လိုက်တဲ့ပေါ့နော်ဒါကလည်းဆောင်းနာ hybrid scale နဲ့တူပါပဲနော်နောက်တစ်ခုကကျ Spotify model ကျွန်တော်တို့ Spotify model ဆိုတဲ့အတိုင်းပဲဒီကျွန်တော်တို့ဒီနာမည်ကြီးရဲ့ Spotify ပေါ့နော်သူတို့ကဒီလိုမျိုးဟာမျိုးနဲ့တွားရတဲ့အတွက်ဒီ Spotify model ဆိုရင်နာမည်တက်လိုက်တာတချို့ကြောင့်လည်းဒါကို tribe နဲ့တွားရလို့ပြောလို့ရတယ် tribe framework စသဖြင့်နေနာမည်တက်တာပေါ့နော်ဒါအတူတူပါပဲကျွန်တော်တို့ save လို့ပါလို့ပဲ save လို့ပါလို့ကြတော့ကျွန်တော်တို့ကဘာလုပ်လဲဆိုတော့ save မှာဆိုရင်ကျွန်တော်တို့ကဒါ release train engineer လို့ခေါ်တဲ့ဒီprogram orchestration လုပ်တဲ့လူပေါ့နော်သူရှိရပြီးရင်ဒီအကုန်လုံးရဲ့ main product manager တော့ product owner ရှိရ and then solution designer ပေါ့နော် solution architect လေးရှိရပြီးရင်သူအောက်မှာကျွန်တော်တို့ဘာရှိလဲဆိုတော့ project တွေခွဲသွားရအဲ့ project တယောက်စီတစ်ခုစီမှာကျွန်တော်တို့ BA ရှိရ product owner ရှိရ cross sectional team ရှိရ squad တွေပေါ့နော်ပြီးတော့မှကျွန်တော်တို့အဲ့လူတွေကနေမှဒီ release train တစ်ခုစီမှာဘာ feature တွေထည့်မယ်ထည့်ပြီးရင် release train ကိုကျွန်တော်တို့သတ်မှတ်ထားတဲ့ကာလပေါ့ sprint လို့ပါပဲဟိုမှာ3 weeks 4 weeks စသဖြင့်ကျွန်တော်တို့ release လုပ်တယ်ဒီ tribe ကလည်းလို့ပဲအဲ့လိုပဲဒီ tribe တစ်ခုချင်းစီရှိရ squad တွေနဲ့တူပါ tribe တစ်ခုချင်းစီရှိရအဲ့ tribe တစ်ခုချင်းစီကိုမှကျွန်တော်တို့အပေါ်ကနေဒီ project manager တို့ product owner တို့စသဖြင့်နေပြီးတော့ facilitate လုပ်တယ်ပါချင်းပြန် connect လုပ်ပြီးတော့လိုချင်တဲ့ product တစ်ခုကိုကျွန်တော်တို့ continuous improvement style မျိုး evolve လုပ်တဲ့ပုံစံမျိုးနဲ့ကျွန်တော်တို့ release လုပ်ပြီးဒါပဲအဲ့တော့ဒီ framework တွေကတော့ဒါနာမည်တွေနဲ့ကျွန်တော်တို့သုံးလေးရှိတဲ့ framework နာမည်ပေါ့နော်အဓိကကတော့ကျွန်တော်ပြောချင်တာဘယ် framework ဆိုတာမျိုးထက်အဓိကပြောချင်တဲ့ point ကကျွန်တော်တို့အခုခေတ်ဒီ project တွေတော်တော်များများ pure အကြိုင်းနဲ့တွားဖို့ဆိုတာလည်းတိတ်တော့မလွယ်သလို waterfall နဲ့ပဲတွားဖို့ဆိုတာလည်းဒါ ID project တွေကဘယ်လိုနည်းနဲ့မှမဖြစ်နိုင်အဲ့တော့ business needs ကဒါ technical needs ကကျွန်တော်တို့တွားချင်တယ်ဆိုရင် uncertainty ကိုလည်း solve လုပ်ချင်တယ်ဆိုရင်ဘာနဲ့တွားလို့ရလဲဆိုတော့ဒီလို hybrid at scale mindset မျိုး hybrid at scale framework တွေသုံးပြီးတော့တွားလို့ရရဲဆိုတာလေးကိုဒီနေ့discussion လေးမှာရှင်းပြချင်တာဖြစ်ပါတယ်နော်သိချင်တာရှိရင်ကျွန်တော်ကို comment လေးချခဲ့ပေးပါအားလုံးပဲကျေးဇူးတင်ပါတယ် see you ပါ